မင်္ဂလာပါ Story Wall ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story Wall Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်တီဟဘာဟုဇက်တော်အကြောင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဟိုးရုံကမီဇီမာဒေတာလို့ခေါ်တဲ့အိန္ဒိယဒေတာမှာတောတုံးတောင်ကိုအပိုင်စားရတဲ့ချင်းသေးကြီးတစ်ကောင်ရှိရတယ်ချင်းသေးကြီးရဲ့နာမည်ကတီဟလို့ခေါ်တွင်နေတဲ့တီဟဆိုတာကပါဠိအခေါ်ဖြစ်ပြီးမြန်မာလိုတော့ချင်းသေးပေါ့ချင်းနေမင်းကြီးတီဟအမြဲတမ်းနေထိုင်တဲ့နေရာကဘရုံမာကြအိုင်ကြီးရဲ့အနီးကရွှေကြောက်ကူကြီးဖြစ်တယ်။ကြောက်ကူကြီးဟာကြီးမားကျယ်ဝန်းပြီးဘေးကင်းလုံခြုံမှုရှိတဲ့အတွက်ချင်းနေမင်းကြီးခိုးအောင်နေထိုင်ပုံရတယ်။ဒီလိုနဲ့ချင်းနေမင်းကြီးဟာသူ့အပိုင်စားရာတောတောင်တွေကိုအလင်းတင်စိတ်ကူးရတိုင်းလှည့်လည်ကြည့်ရှုပြီးသူ့အစာအမဲသားကောင်တွေကိုဖမ်းယူစားတောက်လေရှိတယ်။ဒီလိုနဲ့တနေ့မှာတော့ချင်းနေမင်းကြီးရဲ့ပိုင်တဲ့နေမြေတွေကိုဒက္ခိဏအတိုင်းကပနာသိန်းရဲမဲ့စစ်သည်တွေရဲတကုံအလံတလူလူနဲ့ဖြတ်တန်းသွားလာနေတာကိုတောင်ထိပ်ပေါ်မှာချင်းနေမင်းကြီးဒီဟာတွေ့မြင်သွားပါလေရောချင်းနေမင်းကြီးဟာသူ့ရဲ့အမဲသားကောင်ကိုဖမ်းယူစားတော့ဖို့တောင်ထိပ်ပေါ်မှာဆင်းသက်သွားလေတယ်သူဒီလိုဆင်းလာတာကိုပနာသိန်းရဲမှုကြီးနဲ့ရဲမဲ့စစ်သည်တွေကတော့မကြာမီကြက်ရောက်လာမဲ့အသက်အန္တရာယ်ကိုကြိုတင်မသိရှာကြဘူးပေါ့ချင်းနေမင်းကြီးကိုမြင်လိုက်တာနဲ့ရဲမဲ့တွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတာပေါ့တက်မှုကြီးနဲ့ရဲမဲ့စစ်သည်တို့ရဲ့ဓားလန်လေးများအားလုံးကချင်းနေမင်းကြီးထံတက်တဲ့ချင်းရွယ်ထားပေမဲ့ချင်းနေမင်းကြီးကတော့ဘာကူမှကြောက်လန့်မရှိရဲရင်ချင်းတက်တိနဲ့ရန်သူကိုတိုက်ပွဲဝင်ပြီးတမှုကြီးဦးဆောင်နဲ့စစ်တီရဲမဲတွေနဲ့ချင်းနေမင်းကြီးတို့တိုက်ခိုက်နေတဲ့အတန်းကိုကြားတော့ပနာတော်မင်းသမီးလေးဂီတရီကတကားလိုက်ကာကိုဖွင့်ကြည့်လိုက်တာပေါ့ဒီလိုနဲ့လှပကြော်ရှင်ငွေလာဝဲအသွင်မျက်နာရှင်မင်းသမီးလေးကိုချင်းနေမင်းကြီးတွေ့မြင်သွားရာကမြင်မြင်ချင်းချစ်မိသွားတယ်လို့ပြောဖို့ဖြစ်သွားတာပေါ့ဒီလိုနဲ့တက်မှုလေးကပနာတော်မင်းသမီးလေးပါရှိတဲ့မြန်းထားကိုချင်းနေကြီးအန်ရယ်နဲ့လွတ်ကင်းရာကိုတဟုန်တိုးမောင်းထွက်ဖို့ကြိုးစားတယ်တဲ့ဒါပေမဲ့လည်းမင်းသမီးလေးကိုချစ်မိသွားတဲ့ချင်းနေမင်းကြီးဟာအခြားရန်သူအန်ရယ်တို့ကိုအလေးဂရုမပြုတော့ဘဲမြန်းထားနှက်ကိုသာအပြေးအလွှာလိုက်လာခဲ့ပါလေရောတဲ့ဒါလန်လေးများလက်နက်တို့ထိမှန်ခံထားရတဲ့ချင်းနေမင်းကြီးကတော့သူ့ရဲ့ပြည်လန်းတစ်လျှောက်မှာသွေးဆက်တို့ကြကြံနေခဲ့တာပေါ့သွေးနဲ့ရင်းကချစ်မိသွားတဲ့ချင်းနေမင်းအသက်နဲ့ရင်းကချစ်မိသွားတဲ့ချင်းနေမင်းပေါ့ဒီလိုနဲ့နောက်ဆုံးမှာတော့ချင်းနေမင်းဟာသူ့ချစ်မြတ်နိုးမိတဲ့မင်းသမီးလေးကိုတက်မှုလေးမောင်းနေတဲ့မြန်းထားပေါ်ကနေအမိအယဆောင်ယူထွက်ပြေးသွားနိုင်ခဲ့ပါတယ်ရဲမဲ့စစ်သည်တွေကြိုးစားပြီးမရမကလိုက်လံတိုက်ခိုက်ကြပေမဲ့လီလိုလင်းမြန်လွန်းတဲ့ချင်းနေမင်းကြီးလက်ထဲကမင်းသမီးလေးကိုသူတို့ပြန်မရခဲ့ပါဘူးချင်းနေမင်းကြီးကတော့ရဲမဲ့စစ်သည်တွေနဲ့ဝေးရာထက်ဝေးရာစီကိုပြေးလွှားပြက်ကွယ်သွားတော့ပါတယ်ချင်းနေမင်းကြီးဟာတတိမိမျောနေတဲ့မင်းသမီးလေးကိုသူ့နေထိုင်ရာကြောက်ကူလိုင်ကူစီစီအရောက်ကိုက်ချီလာခဲ့တာပေါ့ချင်းနေမင်းကြီးကမင်းသမီးလေးမြင်မြန်တတိယစေဖို့အနားမှာမမိတ်သောမျက်စိဖြင့်ငိမ့်ငိုက်ဆိုင်ကြည့်ပြီးဆူတောင်းနေတာပေါ့နောက်ဆုံးမှာတော့ချင်းနေမင်းကြီးခမညာကြံရမရဖြစ်ကမင်းသမီးလေးရဲ့မျက်နာကိုရှာနဲ့ရက်ကပြုစုပေးနေမိတော့တာပေါ့ဆွတ်တဲ့အထီအတွေ့နှုတ်ညံ့တဲ့အထီတွေတို့ကြောင့်ခဏအကြာမှာပဲမင်းသမီးလေးကတတိပြန်ရလာခဲ့ပါတယ်တတိယလာတဲ့မင်းသမီးလေးခမညာရုတ်တရက်ချင်းနေကြီးကိုမြင်တွေ့လိုက်ရတဲ့အတွက်တေမလောက်ထိတ်လန့်ကြောက်ရွံ့နေရှာတာပေါ့ချင်းနေမင်းကြီးကတော့သူ့ကိုမကြောက်လန့်ဖို့လက္ခဏာအမူအရာတွေအမျိုးမျိုးလုပ်ပြတယ်မင်းသမီးလေးဟာတောရဲ့ဘရင်ချင်းနေမင်းကြီးရဲ့ပြုတ်မှုနေပုံတွေကိုကြည့်ပြီးရှင်နန်းတော်တွေကသူမရဲ့ခွေးလိမ်မာလေးအသွင်သာမြင်နေမိတော့တာပေါ့ချင်းနေမင်းကြီးကတော့သူ့အချစ်တင်ငေတတွေကိုမင်းသမီးလေးတိနာလေသွားပြီအထင်နဲ့ဝမ်းသာမစုံဖြစ်နေတာပေါ့ဒါပေမဲ့မင်းသမီးလေးခမရမှာကဲသူဝေးတဲ့ဘဝမှာချင်းနေမင်းကြီးကိုလိုက်တင်ဆက်ဆံခြင်းနီလန်းကိုရွေးချယ်လိုက်ခြင်းပဲဖြစ်တာပေါ့နောက်ဆုံးတော့လေမင်းသမီးလေးဟာတောရဲ့ဘရင်ချင်းနေမင်းရဲ့ဇနီးမယားဖြစ်သွားရရှာတယ်ဒီလိုနဲ့ရက်လနှစ်ကူတခုသောຫນွေဥပေါက်မှာမင်းသမီးလေးကချင်းနေမင်းကြီးအတွက်တာဦးလေးတယောက်ဖွားမြင်ပေးခဲ့လေတဲ့
ချင်းဒီမင်းကြီးကတော့သူ့ရဲ့သားလေးကိုဖခင်ရဲ့အချစ်ဖခင်ရဲ့မေတ္တာအပြည့်အဝနဲ့ငုံထားမတတ်အယူမူအချစ်ကြီးနေရှာတာပေါ့ကလေးငယ်လေးရဲ့လက်ယုံလက်မောင်းခြေချောင်းအင်္ဂါတို့ဟာချင်းဒီမင်းကြီးရဲ့လက်မောင်းလက်ယုံနဲ့တူသောကြောင့်တီဟဘာဟုဟူသောအမည်ကိုချင်းဒီမင်းကြီးကပေးလိုက်လေတယ်ညနာပုံတရံနဲ့သူ့အမေကိုတူပင်မဲ့ခန္ဓာကိုယ်ခွန်အားနဲ့စိတ်ဓာတ်ကငါအတိုင်းပဲချင်းနေမင်းကြီးဟာတနေ့တခြားလူဖြစ်တန်လာတဲ့သူ့ရဲ့သားလေးကိုချင်းသေးတို့တက်အပ်တဲ့ပညာတွေကိုတဆင်ပြီးတဆင်သင်ကြားပြသပေးတာပေါ့ပထမတော့ရုံကလေးတွေနဲ့ပညာသင်ပေးတယ်နောက်သမင်တရေတွေနဲ့ပညာသင်ပေးတယ်နောက်ဆုံးမှာတော့ကြားတွေစင်တွေကိုပါရင်ဆိုင်တိုက်ခိုက်တတ်အောင်သင်ပေးတော့တယ်ဒီလိုနဲ့ရန်ဖန်ရန်ခါများလာတဲ့အခါမှာတော့သူ့ရဲ့ကျက်စားပိုင်တဲ့တောတောင်တွေကိုလိုက်လံပြသရင်းနဲ့သူ့ရဲ့သားကိုတောသုံးတောင်ရဲ့ဧကရစ်ချင်းသည့်လူသားအဖြစ်မျှော်လင့်စိတ်ကူးရတာလဲသူ့အမောပါပဲမင်းသမီးလေးကတော့မျှော်လင့်ခြင်းအနာဂတ်သစ်ပင်ရှင်သန်ကြီးထွားရေးအတွက်ဆိုပြီးရွှေနန်းတော်ပုံမြင်နေနဲ့အိယာဝယ်နိုင်ရေလောင်းပေါင်းတင်ပြိုးထောင်ပေးခဲ့တာပေါ့လူတွေဆိုတာကလည်းသားစိမ်းငါးစိမ်းမစားကြဘူးသားစိမ်းငါးစိမ်းကိုဘလူးတော်ရိုင်းတရိษံနေမှစားကြတာသားရဲ့နောက်ပြီးတော့ရွှေနန်းတော်ကြီးဆိုတာကလည်းတိတ်ကိုကြီးကျယ်ခမ်းနားတာပဲတနည်းနည်းတစ်ချိန်ချိန်မှာတော့မမေသားတော်လေးကိုရွှေနန်းတော်ကြီးစီခေါ်သွားပြီးမင်းပြင်ဧကရကြီးလောက်ခိုင်းရမယ်ဆိုပြီးတော့လေအမြဲတမ်းပြောလို့ရှိတာပေါ့ကွယ်ဖခင်ချင်းဒီမင်းကြီးကလည်းသားကိုဒေါဘရင်ဧကရမင်းကြီးလှုပ်ခိုင်းမှုစိတ်ကူးနေပုံရတာပေါ့သူ့ရဲ့ပိုင်တဲ့နေမြေတွေကိုလိုက်ပြတယ်မေမေရဲ့ဆိုပြီးသူ့ရဲ့မိခင်ကိုတဖန်ပြန်ပြောပြတာပေါ့သားငယ်လေးရဲ့စကားကိုကြားတော့မင်းသမီးလေးရဲ့ရင်ထဲဝမ်းသာသွားတာပေါ့သားနေမြေဒေသသွားလန်းလာလန်းတွေကိုဟောဒီလိုမြေပုံအမှတ်အသားတွေပြုလို့မှတ်သားထားရမယ်ဆိုပြီးလဲတင်ပြပေးတာပေါ့ဒီလိုနဲ့သားငယ်လေးကဘာအတွက်လဲမမေဆိုပြီးပြန်မိတာပေါ့အော်သားရဲ့သားကိုရွှေနန်းတော်ကြီးစီခေါ်သွားဖို့အတွက်လေဆိုပြီးပြန်ဖြေလိုက်ရတယ်တဲ့မင်းသမီးလေးကတော့သားဖြစ်သူကိုတောတလီတောတဘာဝရဲ့ခက်ခဲကြမ်းတမ်းမှုနဲ့ရွှေနန်းတော်ကြီးရဲ့စီးစိမ်ချမ်းသာကွာခြားပုံတွေကိုရေစရာမောစရာတွေနဲ့တဖုံမျက်ရည်ကြားရည်တစ်မျိုးအလင်းတင်တိုင်းပြောပြတော့သားငယ်လေးခမရွှေနန်းတော်ရဲ့ဧကရစ်ပုံမြင်တိုင်းကချင်းဒီလူသားလေးရဲ့စိတ်အာယုံမှာဖျောက်ဖြစ်လို့မရအောင်ဆွဲကင်သွားစေတဲ့ကွယ်ချင်းဒီမင်းကြီးကတော့သားမိနှစ်ယောက်ရဲ့အကြံစီကိုမတိရှာဘူးပေါ့။အော်ကျုံယုံတော့တစ်ဖက်ကန်းသားသမီးယုံစုံလုံးကန်းလူယုံတက်လျင်သည်ဆိုတဲ့နိရောဓတရားတွေကိုချင်းဒီမင်းကြီးကတရိษံဖြစ်လေတော့မတိတာမဆန်းဘူးပေါ့။မတိလို့လည်းပဲနေထွက်ကနေဝင်တတော်ဝင်တတော်ထွက်တထောင်တက်တထောင်ဆင်းတားကြွေးမှုမရကြွေးမှုဒုက္ခတွေကိုချမ်းသာဒုက္ခလို့ပြီးပျော်ရွှင်ဝမ်းမြောက်နေတာပေါ့။မောတော့မောတာပေါ့ဒါပေမဲ့ချင်းတိမမောဘူးဆိုတဲ့အတိုင်းပေါ့ဒီလိုနဲ့ရွက်ဝါရီကျွေပြီးရွက်တစ်ဝေးတဲ့တနေ့မှာတော့မင်းသမီးလေးကသားချင်းတိလူသားလေးကိုကြောက်ကူတွေကထွက်ပြေးဖို့ဖွင့်ပြောလာတော့တယ်ကွယ်သားမိမိတို့ပြေးကြစို့ဒီလိုနဲ့သားတော်လေးခမအဖေခမတနာပါတယ်တပါးတဲ့ခေါ်ခဲ့ရရင်ကောင်းမလားမမေလို့ပြောလိုက်တာပေါ့ဒီလိုနဲ့မင်းသမီးလေးကလည်းမဖြစ်ဘူးသားသူကတရိษံမေမေတို့ကလူသားမျိုးမတူစချာအငြင်းများတယ်ကွယ်လူပြန်ပြောလိုက်တယ်တဲ့သားတော်လေးကလည်းမျိုးမတူစချာတရိษံပေမဲ့သားတို့မေမေတို့အပေါ်သူတန်ရောစီကြီးချပါတယ်မေမေရလို့ပြန်ပြောလိုက်တာပေါ့တန်ရောစီကြီးတာမှန်တယ်ဒါပေမဲ့သူကအိမ်မွေးတရိษံခွေးကလေးကြောင်လေးမဟုတ်ဘူးလေသူ့ရဲ့အစာအမဲသားကောင်ကိုကျန်းကျုပ်ရက်ဆက်စွာနဲ့ဖမ်းယူတက်ဖြတ်စားတတ်တဲ့ချင်းကြီးကွယ်ချင်းသေးလူပြောလိုက်တာပေါ့အမဲသားကောင်ကိုသူတက်ဖြတ်စားခြင်းစားလိမ့်မယ်သားနဲ့မမေကိုတော့သူကြိုက်ဖြတ်စားလိမ့်မယ်မထင်ဘူးမမေလို့သားမိနှစ်ယောက်အခြေတင်ပြောနေရင်မှာပဲမင်းသမီးလေးကကြောက်ကူချင်းနဲ့အဝေးတနေရာကိုသားချင်းသေးလူသားလေးကိုခေါ်ဆောင်သွားရတော့ပေါ့တခါကချင်းနေကြီးဖမ်းယူတက်ဖြတ်စားတော့ထားတဲ့သားကောင်ကြီးရဲ့ရိုးစုနေရာကိုမင်းသမီးလေးကပြသလိုက်တာပေါ့သားတော်လေးကလည်းအံ့ဩစွာနဲ့
ဒါချင်းနေကြီးတက်ပြက်စားတောက်ထားတဲ့သားကောင်ကြီးရဲ့အယိုးစုတွေတကယ်လားဆိုပြီးအံ့ဩစွာနဲ့မြည်လိုက်တာပေါ့ကွယ်မင်းသမီးလေးကတခြားတရိษံအယိုးစုတွေကြားတွေကလူရိုးနဲ့လူဦးကောင်းခွန်လေးကိုတစ်ကိုင်းတုပ်တစ်ချောင်းနဲ့သားချင်းသည့်လူသားလေးကိုထိုးပြတော့တာပေါ့ဟိုရင်ကမေမေတို့လိုမိန်းမတယောက်ကိုအတင်းအဓမ္မဖမ်းယူပေါင်းတင်ပြီးညီငွေလာတဲ့အခါတောစိတ်ဝင်လာတော့ကြိုက်သက်စားတောက်ပြဖူးတဲ့လက္ခဏာဒီမှာကြည့်ပါလားလို့ပြောလိုက်တာပေါ့ချင်းဒီလူသားလေးဟာလည်းလူဦးကောင်းခွန်ကိုကောက်ယူကိုင်းကြည့်ရင်တွေ့ဝေငင်းငိုင်နေတော့တာပေါ့မေမေကတော့သူ့ရဲ့အချစ်ကိုသူ့ရဲ့တန်ရောစင်ကိုလုံးဝမယုံဘူးတနေ့နေ့တစ်ချိန်ချိန်မှာမေမေနဲ့သားကိုသူကြိုက်သက်စားတော့ပြစ်မှာတေးကြတယ်လို့မေမေကလည်းပြောလိုက်တာပေါ့သားတော်လေးချင်းတိလူသားတိဟဘာဟုကလက်ထဲကဦးကောင်းကွန်ကိုပြစ်ချပြီးအယိုးပုံကိုဒုတ်တချောင်းနဲ့ထိုးမွေကြည့်လိုက်တာလူအယိုးနဲ့လူဦးကောင်းခွန်လေးကိုချက်မှန်းတွေ့ရှိလိုက်ရတဲ့အတွက်သူမေမေပြောစကားကိုလက်ခံယုံကြည်သွားတယ်တဲ့မေမေပြောတာမှန်နေဒီမှာအယိုးကောင်းတွေတနေ့မေမေထက်ချောတဲ့လာတဲ့လူသားမကိုတွေ့ရင်မေမေလည်းဒီလိုအယိုးကောင်းကွန်ဘဝကိုရောက်ရမှာတားရဲ့လူမေမေကပြောလိုက်တော့ဟာမေမေကိုတော့ဒီလိုအယိုးကောင်းကွန်အဖြစ်မခံနိုင်ပါဘူးလို့ပြောလိုက်တဲ့အချိန်မှာမင်းသမီးလေးဟာသူ့ရဲ့ဆန္ဒအောင်မြင်သွားတဲ့အတွက်အလွန်ပဲဝမ်းသာနေရှာတာပေါ့ကဲတာချင်းနေကြီးပြန်မလာခင်ဒီကြောက်ကူကနေထွက်ပြေးကြစို့နော်လို့ပြောလိုက်တော့တားငယ်ကကောင်းပါပြီမေမေဆိုပြီးချင်းနေလူသားတိဟဘာဟုကမိရင်ကိုဥဆောင်လမ်းပြကကြောက်လိုင်ကူကနေချင်းနေမင်းကြီးနဲ့ဝေးရာရွှေနန်းတော်ကြီးစီသို့ထွက်ပြေးသွားကြပါလေရောတဲ့ဒီလိုနဲ့ချင်းနေမင်းကြီးဟာသားဖို့တဖုံဇနီးဖို့တသွဲစားတော့ဖွေရတွေကိုရှာဖွေပြီးကြောက်ကူကြီးစီကိုပြန်ရောက်လာခဲ့တော့တယ်တဲ့သားရဲ့အရေးအယောင်ဇနီးရဲ့အရေးအယောင်ကိုတော့မတွေ့ရတော့ချင်းနေမင်းကြီးရဲ့စိတ်ထဲမှာထိတ်ကနေစိုးရိမ်ပူပန်မှုတွေဝင်လာတော့တာပေါ့ခါတိုင်းငါကိုထွက်ထွက်ကြိုးနေကြခုသားလေးဘယ်ရောက်နေပါလဲလူမလေးလည်းမတွေ့ပါလားဟိုနာဒီနာအညောင်းညာပြည်များလမ်းထွက်လျှောက်နေကြသလားအထွေးပေါင်းစုံနဲ့ချင်းနေမင်းကြီးကကြောက်ကူကိုသူပြန်ရောက်နေကြောင်းသားနဲ့ဇနီးမယားတာကြားသည့်အောင်အတန်ပြုတ်ချက်ပေးလိုက်ပေမဲ့သားနဲ့ဇနီးကတော့ပေါ်မလာခဲ့တော့ဘူးပေါ့ချင်းနေမင်းကြီးစိတ်ထဲမှာသူ့သားနဲ့သူ့ဇနီးတို့ကိုကြောက်ကူကြီးကနေထွက်ပြေးသွားကြတယ်လို့မထင်မိဘူးပေါ့ငါမရှိတော့ငါသားနဲ့ငါဇနီးကိုရန်သူကဝင်ဖမ်းသွားတာသိကြတယ်ဒါဟာငါလူတောဘရင်ချင်းနေမင်းကိုစိန်ခေါ်တာပဲသားရီသားကိုကယ်ဖို့ဖေးလာပြီလူမလေးရီမင်းကိုကယ်ဖို့ငါလာပြီဆိုပြီးချင်းနေမင်းကြီးဟာသားပြောက်မရပြောက်ဗျာပါဒမိကြောင်နှလုံးသားနဲ့ချင်းနေကူကနေထွက်ပြီးသားနဲ့ဇနီးမယားကိုရှာဖို့ထွက်သားတော့ရတဲ့ကွယ်တစ်ဖက်မှာလည်းချင်းနေလူသားနဲ့သူ့အမေတို့ကတော့ချင်းနေမင်းကြီးရဲ့ပိုင်တဲ့နေမြေကနေအမြန်ဆုံးလွတ်မြောက်အောင်ခရီးကျန်းခရီးခဲကိုဤမျိုးစုံနဲ့ဖျက်ဆီးနေကြတာပေါ့ဒီလိုနဲ့ရက်ပေါင်း20ဝန်းကျင်လောက်ကြော်ဖြတ်ပြီးတဲ့အခါကေတရီမင်းသမီးရဲ့ဖခင်ဘရင်ကြီးပိုင်တဲ့နေမြေအတွင်းကိုချင်းနှီးဝင်ရောက်ခဲ့ကြတာပေါ့တစ်ဖက်မှာတော့တားချင်းသည့်လူသားနဲ့ဇနီးကေတရီတို့သားအမိရွှေနန်းတော်ကြီးမှာပျော်ရွှင်ချမ်းမြေ့စွာနဲ့မြင်းစည်းစိမ်ရင်မှုနေချိန်မှာတော့ဒေါဘရင်ချင်းနေမင်းကြီးခမညာမှာတားတော့ကဇနီးတော့ကတွေကိုရင်ခွဲလူမတက်ခံစားနေရရှာတာပေါ့နောက်ဆုံးမှာတော့လူနေရက်ွက်တွေကိုဖျက်တမ်းပြီးသူ့သားနဲ့ဇနီးရှိရာနေပြည်တော်နယ်နိမိတ်အတွင်းကိုရောက်ရှိလို့လာခဲ့တာပေါ့။သားပြောင်မရပြောင်အရှာရောက်လာတဲ့ဒေါဘရင်ချင်းနေမင်းကြီးကိုမြို့ပြနေလူတွေကအနည်းရဲ့တောကောင်ကြီးအမတ်နဲ့ဒုတ်ဓားတွေနဲ့ပြစ်ပေါက်ကတန်မုံတီတောထုံမောင်းနေကြတော့တာပေါ့။ချင်းနေကြီးကလည်းသူ့အသက်အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့ရဲရွာလူသူတွေကိုပြန်လည်တိုက်ခိုက်တပ်ပုတ်ရတော့တာပေါ့။ဒီလိုနဲ့ပြည်သူပြည်သားတွေကဟာချင်းဒီကြီးရွှေနန်းတော်ကြီးတွေကိုဝင်သွားပြီဟေးလို့ပြောလိုက်တဲ့အတန်ကိုသားတော်လေးကကြားတော့မမေဖေချင်းဒီကြီးလိုက်လာပြီဘလို့လုပ်မလဲသူကတားရဲ့ဖခင်လို့တီးသွားကုန်ရင်အားလုံးခက်ကုန်ကြလိမ့်မယ်သူမလိုက်နိုင်အောင်လုံးမရမယ်ဆိုပြီးမိမိရဲ့ဂုဏ်သိက္ခာတက်ဖို့မိမိဧကရစ်ဘရင်အာဏာရဖို့မိမိကိုလူတကာအထင်ကြီးစေဖို့အဖေရင်းကိုတတ်မှဖြစ်တော့မယ်ဆိုပြီးဓာလန်လေးမြလက်နက်အစုံလင်းနဲ့အဖေတော်ဘရင်ချင်းနေမင်းကြီးကိုမျက်နှာချင်းဆိုင်လိုက်တဲ့သူကချင်းနေလူသားတိဟဘာဟုဒီလိုနဲ့ချင်းနေမင်းကြီးစိတ်ထဲမှာတော့အိုးငါသားကဒီကိုရောက်နေတာပဲ
ဒီမျက်နှာဒီခန္ဓာဒီဝစ်စုံနဲ့ခန်းညားချေဝါလိုက်ဖက်လိုက်တာငါသားလေးဘေးမတည်ရမခပါစေနဲ့လို့ငါအဖေတောင်းခဲ့ရတဲ့စုတွေအခုတော့ပြေးခဲ့ရပြီလို့ဆိုပြီးတွေးပြီးသားလာလေအဖေစီကိုကြောက်ကူကြီးစီကိုပြန်ညရအောင်ဆိုပြီးဖေချင်းလေးကြီးကဖြူစင်တန်ရှင်းတဲ့ဖခင်မြစ်တာဖခင်စိတ်နဲ့သားရှိရာကိုတရွရွလှမ်းလာနေတဲ့အချိန်မှာသားချင်းသည့်လူသားကတော့ဖခင်ချင်းသေးကြီးကိုရက်ဆက်ဆက်လေးနှစ်ပြည့်ခွင်းတက်ဖြတ်ဖို့ကြိုးစားနေတော့တာပေါ့ဒီလိုနဲ့ဟာမြားတွေကပန်းပွင့်နေဖြစ်ကုန်တာပေါ့အံ့ဩစရာပဲချင်းသေးကြီးကချင်းသေးအစ်စ်ကိုဟုတ်ရဲ့လားနတ်ဘလူးတကောင်များလားဆိုပြီးဘေးကပြည်သူပြည်သားတွေကပြောနေတဲ့အချိန်မှာသားသမီးတို့ပေါ်ထားရှိတဲ့မေတ္တာတရားဟာဘလောက်ထိကြီးမားကြောင်းချင်းနေကြီးကတက်တည်ထူပြနေပေမဲ့ချင်းနေကြီးရဲ့သားထိုလူမိုက်ကတော့တီနာလည်မှုမရှိဆက်လက်လေးနေပြစ်ခွင်းနေတော့တယ်ကွယ်မေတ္တာတရားဟာရန်သူအန္တရာယ်ကိုကာကွယ်မှုအားအစွမ်းရှိတာမှန်တော်လဲရန်လိုမှုဒေါသအမျက်ကတော့ချင်းနေကြီးကိုအသက်စီဝင်ကျွေသွားစေခဲ့တာပေါ့သားတော်တီဟဘာဟုဟာစိတ်ထဲမှာသားရဲ့ဂုဏ်သိက္ခာနဲ့သားဘဝတိုးတက်မြင့်မားစေဖို့အတွက်အဖေကိုတတ်လိုက်ရတာပါဘလို့ပဲဖြစ်ဖြစ်သားကိုခွင့်လွတ်နားလေပေးပါတော့ဆိုပြီးစိတ်ထဲကနေချင်းနေမင်းကြီးကိုကြိတ်ပြီးတိုးရှိုးတောင်းပန်ပြီးလက်ထွက်လာခဲ့တော့တာပေါ့ဒီလိုနဲ့ချင်းနေမင်းကြီးကိုတက်ဖြတ်ပြီးတဲ့နောက်ရက်အတန်ကြာတဲ့အခါမှာခေါင်းကိုက်ယောဂဝေဒနာစတင်ဆွဲကက်လာခဲ့တာရာဇအင်္ဒရီပင်မစဲနိုင်အောင်ခံစားနေရရှာတယ်တဲ့ကွယ်ဒါနဲ့မေမေကလည်းဒီကိစ္စကမယိုးဘူးထင်တယ်ပုံနာတော်တွေနဲ့ဇာတာစစ်ဆေးကြည့်ကြရအောင်ဒီဟာပါဟုမင်းဘရင်ရဲ့ဇာတာတော်ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့အဖေကိုတတ်တဲ့ကံကြောင့်ခေါင်းကိုက်ဝေဒနာဆွဲခဲ့ရတဲ့ကြောင်းသိရှိလိုက်ရတယ်တဲ့ကွယ်အဲ့ဒီအပြည့်ဝကြွေးကံနေပြပြောက်ဖို့ဇေဒီတော်တဆူတီထားကိုးခွေခိုင်းလိုက်တာပေါ့ဇေဒီတော်ရဲ့ခြေရင်းမှာဖခင်ချင်းသေးရုပ်ထုကိုထဲ့သွင်းပူဇော်ခိုင်းလိုက်တယ်တဲ့ကွယ်အဲ့ဒီလိုထုလုပ်ပြီးတဲ့နောက်မှာတီရဘာဟုမှရှိတဲ့ခေါင်းကိုက်ဝေဒနာဟာအရှင်းပြောက်ကင်းသွားခဲ့တော့တာပေါ့ဒီလိုနဲ့ဘယင်တီဟဘာဟုဟာလည်းအဖေသားဘဝသားအနာဂတ်ကိုငဲ့ကွက်ပြီးခွင့်လွတ်သိခံပေးပါတော့အဖေရဲ့ဆိုပြီးသူတည်ထားခဲ့တဲ့ဇေဒီနဲ့သူ့ဖခင်ကြီးကိုအစွဲပြုပြီးထုစစ်ထားတဲ့ဇေအချင်းဒီကြီးရဲ့ရှေ့မှာထိုင်ပြီးခွင့်လွတ်ဖို့တောင်းပန်ခဲ့တော့တယ်ကွယ်